အမေရတာပါတရက်ပြင်ရောတရက်သီးကြောက်ဟုတ်တယ်တရက်ပြင်ကြတော့ဟိုနဲ့ထုံးပိုင်တော့မှာပိုင်တော့သူရက်ထုံလို့ကြိုက်မှကြိုက်အခုမှတရက်သီးမင်းကြီးတွေကသူကလည်းကြည့်လိုက်စားမှာပေါ့အခုနေရတဲ့ပြုံးတယ်မစားတာအဲ့မိုးတို့မကြိုက်လို့ရှိရင်ပိုင်တော့အင်ကချက်ပြီးလို့ရှိရင်ကြက်သွန်ပြူနဲ့မဆလာနဲ့ချက်ထားတာတရက်သီးဟိုပါပေါ့ဒီအမဲကြောက်မသိအမဲကြောက်ကလေးတွေဒီကကြရေစိန်လာတာအဲ့ဒါကလေးတွေခေါ်တာဟိုကျွန်တော်တို့ရင်တော့လောက်တဲ့အမေပိုးဒီတို့ကတော့မလောက်တော့ဘူးပိုးဒီကအိုစင်းအိုးရှိမှာကောင်းတယ်စင်းအိုးမရှိရင်သူကအဆင်မပြေဘူးစင်းအိုးကဒီပိုးဒီလောက်ရစင်းအိုးဆိုပိုးဒီဆန်တဲ့တတ်တာနမောလို့ရှိရင်ပုတ်တယ်အဲ့ဒါတရက်သီးအဲ့ဒါကလေးတွေဒါကလေးတွေနော်ကိုတရက်သီးအမဲကြောက်ပိုးဒီငယ်တော့ညပိုးဒီတုတ်စားပါညာပိုးဒီပေါ်တယ်စင်းအိုးကောင်းပါစင်းအိုးကောင်းပါနော်စင်းအိုးကငပိထဲလိုက်ငပိထဲလိုက်ဟိုကလည်းဒီကထဲဆိုရင်အဆင်မပြေဘူးပြောတာပုတ်တယ်သူကကြာမခံပိုးဒီရလားညောင်းမြဟိုဦးတိုးဆိုတာလေဒေါ်ကြီးမြင့်ရောက်ကြလေအဲ့မှာသူကအဲ့အစိတ်ဝင်အိုးကြီးနေလေအဲ့ပိုးဒီညောင်းမြမှာသွားကြောင်းလှုပ်တယ်လေဘောရှာတယ်အခုကပေါ်မှာကောဟိုကြစ်ဒီပေါ်လာတာမရတော့ဘယ်လိုကြစ်တော့ဟိုလေဟိုဒါလေအမြင်နေလေဟိုတော့ခွားချင်းနဲ့ချစ်တယ်လူလေတရက်ဒီအစိမ်းကိုလောက်ကနေချစ်အဲ့ဒါလောက်တာချစ်ပလိုက်တာပေါ့အဲ့လိုလားတရက်ချင်းလောက်တာလေကျွန်တော်အဲ့ဒါမရှိဘူးအဲဒီပိုးကြီးပဲဒါကတော့တရက်သီးအမဲကြောက်ဒီဘက်ကတရက်သီးရေစိန်တရက်သီးကလေးတဲ့ဟာဒီအခေါ်တွေကိုမေ့နေတာဟဲ့တရက်သီးအစိမ်းကိုခွန်ပါပြီးချတယ်မိုးရင်းကြတော့ဟိုးလိုက်ချက်တာမချက်တာလဲမဆလာနဲ့အမေကနည်းနည်းပဲရှိသေးတယ်လေနည်းနည်းပဲရှိအိမ်မှာတစ်ထုတ်တော့ရပြီအခုမှလောက်ကစားလောက်တာလေအခုမှအမဲတာလေဟုတ်တရက်သီးရအများကြီးပါအများကြီးတယ်နှုတ်ပြီးတားနှုတ်ပြန်တော့ဒါမရဘူးလေသူကရင်းမှသူကရရင်းမရအသေးသေးရေးစိန်ဆိုတာတတ်အိုးတော့မှအသေးလေးရေးစိန်နေတာဟိုတကတော့ကပြဲလူတွေပေးလိုက်တာတရက်သီးရေးစိန်အသေးလေးရေးစိန်အသေးလေးတွေကစိန်တာလေလက်မချီမတွေမကားတယ်ဘူးနွေးတာပူကောင်းလို့တရက်သီးကြောက်လန့်နဲ့တရက်သီးဒီနေနေကတော့ခဏလန့်မှာပါ3နှစ်လောက်ဆို6ပါ2နှစ်လောက်လည်းရတယ်2နှစ်လောက်သိမစားဘူး3နှစ်လောက်ဆိုစင်ဘော်တင်လန့်လိုက်တာပဲမိုးရင်းစားစားရတာပေါ့အောက်မှာဆိုကြည့်ရမှာတို့လို့လားအမေရဲ့မိုးရင်းအစီအစဉ်ပေါ့နော်မိုးရင်းကြိုင်စားဖို့လေတရက်သီးမှဲ့ကြောက်စိမ့်ကြောက်ထူးတဲ့အိမ်မှာသွားတာထူးတဲ့ဟိုမှာတရက်သီးကလေးတယ်ဆိုလာပေါ်တော့အထူးတဲ့အိမ်နဲ့ဆွဦးမဝင်လို့ဆိုပါလေဆုံးလဲတာခုစင်ကမသွားဖို့ကြောဖို့တယ်သွားယူရတာသွားဖို့ရတယ်မကမိဘူးထားခဲ့တယ်ငါဖြတ်ပေးတယ်ဘာကြီးလဲဟုတ်အဲ့ဆိုတော့ဟိုဒါပြတော့အထူးတဲ့နဲ့ခောက်ဆွဲမကြော်ပြီးနေနော်ဒီဒီစိတ်ကြိုက်ပါလိမ့်လို့အဲ့အမေကလေးတွေကြောက်ကိုကြွားတထုတ်ရပါဖို့ငါလည်းလို့ကျန်တာမနေတော့တလားတစ်ခါဆုံးခဲ့ရတယ်အခုလက်ကလည်းမကောင်းဘူးလို့ကိုကားလည်းရဘူးလားဟုတ်ပါဘူးအမေတော့ဘုရားထုတ်ကြည့်အခုတော့ဒီနေ့ကအတော်ကြီးကမှငါပေးမယ်ကလေးတွေဖတ်နေတာလို့အဲ့တော့ဘုရားပြေကိုခါမကပြလိုက်ခါအဲ့ဒါအဲ့လည်းခု